အလောက်ကပြန်လာညအေးလေးထဲမှာတနေ့ကုန်သွားလေအိမ်ကိုတတိယတိတ်ဆိတ်တဲ့အခန်းနိုင်တန်ပဲချာအမေပြောတဲ့စကားနားထဲမှာပဲချမ်းအစင်ပြေလာတာမေးတဲ့တန်တွေအမှန်ကိုမပြောပဲပြုံးပြီးသာပြန်ပြောအိမ်ကိုလွမ်းတဲ့ညတွေခြေတွေကိုမေးနေဘယ်လောက်ဝေးသွားလဲစိတ်ကတော့အိမ်စီနိုင်ငံခြားလမ်းတွေမှာအိမ်မက်တွေထမ်းထားမနဲ့တိုင်းထလာတော့စိတ်ကိုအားပေးထားတနေ့တော့ပြန်မယ်လမ်းတွေပြီးတဲ့နေ့အောင်မြင်မှုလေးနဲ့အောင်မြင်မှု